အုပ်စုတွင်ပေးကိုလုံးဝမရှိတဲ့အပြင်ယာလုံးပြည့်နိုင်ပွဲနဲ့နောက်တစ်ဆင့်ကိုတက်လှမ်းသွားပြီဖြစ်တဲ့ဩစတြေးလျ U17 အသင်းအကြောင်းကိုပြောပြပေးသွားပါမယ်။ဟုတ်ပါတယ်။ဩစတြေးလျ U17 အသင်းကလက်ရှိရှင်ပြိုင်ကစားနေတဲ့အာဆီယံ U17 ချန်ပီယံရှစ်ပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်နေတဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ဩစတြေးလျ U17 အသင်းကအုပ်စု C မှာဩစတြေးလျ၊ဘရူနိုင်း၊စင်ကာပူ၊ကမ္ဘောဒီးယားအသင်းတို့နဲ့တအုပ်စုထဲကြားရောက်နေတာလည်းဖြစ်ပါတယ်။အခုဆိုရင်အုပ်စု C ရဲ့ပွဲစဉ်တွေအားလုံးကိုရှင်ပြိုင်ကစားကြလို့ပြီးသွားပါပြီ။အုပ်စုပွဲစဉ်တွေအားလုံးပြီးဆုံးသွားတဲ့အချိန်မှာတော့ဩစတြေးလျအသင်းကရာလုံးပြည့်နိုင်ပွဲနဲ့အတူနောက်တစ်ဆင့်ကိုစောလင့်စွာတက်ရောက်သွားတဲ့အသင်းတစ်သင်းပဲဖြစ်ပါတယ်။ဩစတြေးလျအသင်းဖက်ကျော်ခဲ့တဲ့အသင်းတွေကိုပြောပြပေးသွားပါမယ်။ဩစတြေးလျအသင်းကပထမဆုံးဘရူနိုင်းနဲ့တွေ့ဆုံတဲ့ပွဲမှာ12ဂိုးကိုမရှိနဲ့အနိုင်ရရှိခဲ့ပါတယ်။ဒုတိယမြောက်ပွဲစဉ်မှာလည်းစင်ကာပူ U17 အသင်းကိုတဂိုးကိုမရှိနဲ့အနိုင်ထပ်ရရှိခဲ့ပါတယ်။ဒီနေ့ရှင်ပြိုင်ကစားသွားတဲ့ကမ္ဘောဒီးယား U17 နဲ့ပွဲမှာတော့2ဂိုးပြတ်နဲ့အနိုင်ရရှိပြီးတော့ရာလုံးပြည့်နိုင်ပွဲနဲ့အတူနောက်တစ်ဆင့်ကိုတက်ရောက်သွားပြီပဲဖြစ်ပါတယ်။ဒီပွဲစဉ်တွေမှာထူးခြားချက်အနေနဲ့ဩစတြေးလျအသင်းကတိုက်ဆက်က15ဂိုးထိရထားပါတယ်။ပေးကိုလုံးဝမရှိသေးတဲ့အသင်းလည်းဖြစ်ပါတယ်။အုပ်စုရပ်တည်မှုမှာဆိုရင်လည်းဩစတြေးလျအသင်းက3ပွဲကစား3ပွဲလုံးကိုအနိုင်ရရှိခဲ့တာကြောင့်ရမှတ်9မှတ်နဲ့အုပ်စုပိုအနေနဲ့နောက်တစ်ဆင့်ကိုတက်ရောက်သွားပြီပဲဖြစ်ပါတယ်။ဒုတိယနေရာမှာကတော့ကျွန်တော်တို့စင်ကာပူအသင်းကရပ်တည်နေတာပဲဖြစ်ပါတယ်။စင်ကာပူအသင်းက3ပွဲကစား1ပွဲနိုင်1ပွဲတရေ1ပွဲရှုံးရမှတ်4မှတ်နဲ့အုပ်စုဒုတိယမှာအသီးသီးရပ်တည်နေရလဲဖြစ်ပါတယ်။အခုတင်ဆက်ပေးခဲ့တာကတော့နောက်တစ်ဆင့်ကိုစောလင့်စွာတက်ရောက်သွားပြီဖြစ်တဲ့